ငွေစုနီးချက်ဆက်ချက်ကိုဖော်ပြပေးပါမယ်ဒီချက်တွေကယူရှင်းပြီးလက်တွေ့ကြတဲ့နီလန့်တွေပါတိဖက်ချက်ခွဲဝေပါလာစဉ်ဝင်ငွေရဲ့ဖက်ချက်ကိုစနစ်တကျခွဲဝေပါဥပမာဝင်ငွေရဲ့90ရာခိုင်နှုန်းကိုလိုအပ်ချက်အတွက်30ရာခိုင်နှုန်းကိုလိုလားချက်အတွက်20ရာခိုင်နှုန်းကိုငွေစုဟုသတ်မှတ်ပါ50 30 20စီမင်းနိအသုံးစရိတ်ကိုမှတ်တမ်းတင်ပါနေ့စဉ်သုံးဆွဲတဲ့ငွေကိုမှတ်တမ်းတင်ထားပါဖုန်း app တို့မဟုတ်မနူးစာကိုသုံးပြီးဘယ်နေရာမှာသုံးလို့လဲစစ်ဆေးပါ3မလိုအပ်တဲ့အသုံးစရိတ်ကိုရှော့ချပါမလိုအပ်တဲ့အလွန်အကျွမ်းသုံးဆွဲမှုဥပမာအပြင်မှာထမင်းစားတာမလိုအပ်တဲ့ပစ္စည်းဝယ်တာကိုရှော့ချပါ4လာစဉ်ငွေစုရန်ရည်မှန်းချက်ထားပါတလကိုဘယ်လောက်စုမယ်ဆိုတာသတ်မှတ်ပြီးအဲ့ဒီပမာဏကိုလာစဉ်ပုံမှန်စုထားပါအလိုအလျောက်ငွေလွှဲစနစ်ကိုလည်းသုံးနိုင်ပါတယ်5အရေးပေါ်ရန်ပုံငွေဖန်တီးပါမမျှော်ထားတဲ့အခြေအနေတွေအတွက်အရေးပေါ်ရန်ပုံငွေအထိလာစဉ်ဝင်ငွေရဲ့3ကြိ6လစာစုထားပါ6အကျွေးကိုဦးစားပေးဆက်ပါအကျွေးလူရှိရင်အဒိုးနှုံမြင့်တဲ့အကျွေးကိုဦးစားပေးဆက်ပါအကျွေးကင်းမှာငွေစုဖို့ပိုလွယ်ကူပါလိမ့်မယ်ခွန်ရင်းနှီးမြှုပ်နှံမှုကိုစဉ်းစားပါငွေစုထားတာကိုဘဏ္ဍာရေးနဲ့ထည့်ထားရုံမျှမကရင်းနှီးမြှုပ်နှံမှုနီလန်းတွေဥပမာရှယ်ယာနိုင်ငံတော်ငွေချီးတက်ခံလက်မှတ်မျိုးကိုလေ့လာပြီးစမ်းကြည့်ပါအလွယ်တကူမသုံးနိုင်လက်စီရင်ဖွင့်ပါငွေစုထားတာကိုအလွယ်တကူထုတ်မသုံးမိကိုတီးတန့်ဗန်ဆိုင်တကူခွင့်ထားပါသို့မဟုတ်ငွေထုတ်ရခက်ခဲတဲ့ငွေစုစီရင်မျိုးကိုရွေးချယ်ပါဈေးဝယ်ရင်ညံကောင်းပါဈေးဝယ်တဲ့အခါလျော်ဈေးရှာပါလိုအပ်တာကိုသာဝယ်ပါအထူးလျော်ဈေးရက်တွင်မှာဝယ်ယူတာမျိုးကိုဦးစားပေးပါဝင်ငွေတိုးဖို့နီးလိုင်းရှာဖွေပါအဓိကဝင်ငွေအပြင်အချိန်ပိုင်းအလုပ်ဒါမှမဟုတ်ဘေးထပ်ဝင်ငွေရလိုင်းတွေကိုရှာဖွေပါဝင်ငွေပိုလာရင်ငွေစုဖို့ပိုလွယ်ကူလာလိမ့်မယ်ဒီအချက်တွေကိုလိုက်နိုင်ရင်ငွေစုဖို့ပိုမိုလွယ်ကူပြီးငွေကြေးလုံခြုံမှုရှိလာမှာပါ